လက်ခက်စီအမွေအနှစ်မြတ်စွာဘုရားရှင်ကိုနတ်သားတစ်ပါးကအရှင်ဘုရားဘယ်တရားသည်အိုသည့်တိုင်အောင်ကောင်းပါသနည်းဘယ်တရားကိုတည်သည်ရှိသောကောင်းပါသနည်းဘယ်တရားသည်လူတို့၏ယတနာမြည်ပါသနည်းဘယ်တရားသည်ခိုးသူတို့မခိုးယူနိုင်ပါသနည်းဟုမေးမြန်းလျှောက်ထားပါသည်ဘုရားရှင်ကအိုနတ်သားအကျင့်သီလသည်အိုသည့်တိုင်အောင်ကောင်း၏ယုံကြည်မှုတတ္တတရားတည်သည်ရှိသောကောင်း၏ပညာသည်လူတို့၏ယတနာမြည်၏ကောင်းမှုကိုခိုးသူတို့မခိုးယူနိုင်ဟုဖြေကြားတော်မူပါသည်လူဘဝမှာတန်မိုးရှိသူဖြစ်ဖို့ရှင်ငယ်ဥစ္စာစည်းစိမ်ဂုဏ်ပကာတနာထက်ယရနာမြတ်သုံးပါးကိုစိကပ်ပူဇော်ရိုသေကိုးကွယ်ခြင်းတရားတော်အတိုင်းကျင့်ကြအားထုတ်ခြင်းတို့ကပိုသာပိုမြင့်မြတ်ပါသည်အရှင်မဟာကတ္တပအလောင်းဝိပါဠိလူလင်သည်လှပတင့်တယ်သောရွှေရောင်ဝါဝင်းနှင့်အစင်းရှိပြီးကြွယ်ဝသူဖြစ်ပါသည်မိဘများစီမံဆောင်ရွက်ပေးတော်မူသောကြောင့်အလွန်လှပသောချမ်းသာသောမေဘတာနှင့်အိမ်တော်ကြခဲ့သည်ပါရမီစွမ်းအားကြီးသောကြောင့်ဇနီးမောင်နှံဘဝအိတ်လျင်ဂျားမှပန်းကုန်းထားတာမနှိုးနွမ်းခဲ့ပါယမတနာဖြင့်တူကိုတူတတ်မှတ်ခြင်းမှာဆွလွတ်နိုင်ကြသည်တနေ့မှာတော့အလွန်ကြီးကျယ်သောဥစ္စာဒနာတို့ကိုဆွလွတ်ပြီးဖျားရှင်ကိုရည်ညွှန်းကနှစ်ဦးသဘောတူယတိယဟန်ပြု၍တောထွက်ခဲ့ကြသည်နန်းဆောင်တစ်ခုတွင်နှစ်ဦးသားအတူသွားခြင်းငါမသိလျော်ဟုဆိုပြီးတယောက်တလန်းလမ်းခွဲခဲ့ကြတော့သည်ဖျားရှင်ကိုတော်တိုင်လမ်းခုလက်မှစီးကြိုတော်မူခဲ့သောပထမတန်ခါယရနာတင်တော်မူခဲ့သောဒုတင်33ပါးကိုစောင့်သည့်အရာတွင်အသာဆုံးအမြတ်ဆုံးဣတရဲဘွယ်ကိုရခဲ့သောယဟန္တာအရှင်သူမြတ်ကြီးဖြစ်ပါသည်မြတ်စွာဘုရားရှင်အတွက်နေရာထိုင်ခင်းပေးသောပခုံးတင်ကိုဘုရားရှင်ကနုညံ့တဲ့ကောင်းလှကြည်လားဟုမတ်တော်မူသောအခါတန်ဖိုးကြီးသောထေတုံးဆောင်မှုကောင်းသောဒုက္ခကိုဘုရားရှင်အားအလှခံတော်မူပါဟုလှူဒန်းတော်မူပါသည်ဘုရားရှင်ကလက်ခံတော်မူပြီးကျမ်းတော်သောပန့်တကူဒုက္ခကြီးကိုပြန်လည်၍ဆွလွတ်တော်မူသည်ထိုအချိန်မှစ၍ဘုရားရှင်ချီးမြှောက်သောပန့်တကူဒုက္ခကြီးကိုအလေးနဲ့ထားပြီးဒုတင်အကျင့်ကိုထက်သန်စွာကျင့်ကြံတော်မူပါသည်တတော်120အထိအသက်ရှည်ခဲ့ပြီးပရိနိဗ္ဗာန်ပြုကာနေတွင်ဘူဘဝကိုတဘိုးတော်ဖြင့်ပိတ်၍တရားအားထုတ်ခြင်းဖြင့်ခန္ဓာဝင်ချကနိဗ္ဗာန်ဆံဝင်သွားပါသည်ယခုကထိုနေရာသို့တွားရောက်ပူဇော်သူများပြားစီကားလာသည်မိဘများလည်းရောက်ခဲ့ကြတော့လေကိုယ်တိုင်ကတော့မသွားခဲ့ပါအရှင်မဟာကတ္တဗမထေရမြတ်၏ကြီးမြတ်လာသောပါရမီအစူးစူးနှင့်အားထုတ်မှုအကျင့်အားတို့ကိုလွန်စွာရိုသေကြည်ညိုပူဇော်ကြော့ပါသည်ဗုဒ္ဓအဆုံးအမတရားတော်တို့ကိုယုံကြည်သက်ဝင်ပါသည်မြတ်စွာဘုရားကိုကိုးကွယ်ရာဟု၍ကိုးကွယ်စိတ်ကပ်တော်မူပါသည်မြတ်စွာဘုရားရှင်ကတုံညာတတရားဆိုင်အောင်တရားပြီးဆုံးသည့်အထိကျင့်ဖို့ဝိရိယထားလုံလဆိုင်ကသတိကပ်၍တမာရီကောင်းအောင်ကျင့်ကြဖို့တိုက်တွန်းမှာကြားတော်မူခဲ့သည်တန်တရားတစ်လျှောက်လုံးဘဝရနေသမျှမပေါ့ဆပဲပါရမီကောင်းမှုတို့ကိုမှန်ကန်ဖြောင့်မတ်စွာဖြည့်ဆည်းသွားကြရပါမည်အရွယ်နှင့်လျော်ညီသောအတိတရားစင်ကြင်သုံးသပ်မှုဖြင့်ဓမ္မတရားရင်းမှကိန်းမှသာမကောင်းမှုမှာမမွေးမလျော်ပဲကောင်းသောအမှုတို့ကိုပြုလုပ်မည်ဖြစ်ပါသည်သီလသမာဓိပညာသိက္ခာ၃ရအကျင့်မြတ်တရားတို့ကိုလိုက်နာရသည်ကာမဂုဏ်အာယုံဖက်တွယ်မှုတို့မှာရှက်ချပြရသည်အကျိုးကံကောင်းကြဖို့ကကိုနှုတ်ဝစီဆောင်ထိန်ရသည်ကောင်းမှုအကြောင်းတို့ကိုအရွယ်၃ပါးစလုံးထူထောင်ကြရပါသည်ငယ်စဉ်သားသမီးဘဝကမိဘ၏ပြုစုပျိုးထောင်မြင့်တင်မှုဖြင့်ဘဝမြင့်မားအောင်စောင့်တည်နေထိုင်လာကြသည်မိဘဘဝရောက်လာပြန်တော့ယနေ့တိချသားသမီးယတနာတို့ကိုချစ်မှုဝါဒလည်းသိလာကြသည်။အိုရွယ်မိဘတွေကိုအပြန်အလှန်ဖေးမှစောင့်ရှောက်ကျင်နာပေးရတာကိုလည်းနားလည်ကြရသည်။ထိုအသည့်တရားတို့ဖြင့်စင်ဆက်မပြတ်သောမိဘသားသမီးတဦးအပေါ်တဦးမိယာတရားကောင်းကျေးဇူးပြုသည့်ဆက်ဆံရေးသည်ဓမ္မတရားအမွေဖြင့်တိဆောက်ခံသည့်နေထိုင်ကြခြင်းဖြစ်သောကြောင့်အတ္တမတို့ကိုတွန်းလှန်နိုင်ပြီးရင်မအေးမြတာရကြကကဘာအဝမ်းငြိမ်းချမ်းကြမည်ဖြစ်ပါသည်